အားလုံးပဲမင်္ဂလာပါဗျာ BTV ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အုပ်စု E ပွဲမှာနိုင်ပွဲကိုစုရထားတဲ့အသင်းနှစ်သင်းထိတ်တိုက်တွေ့ကြမယ့်ပွဲပါအမ်ဘရီကိုအနေနဲ့ဒီနေ့ပွဲကိုတည်တမတ်လောက်ယူထားရင်တော့နောက်ဆုံးပွဲဂျူလာဆောင်နဲ့တွေ့မှာမို့အရင်ကြီးဖိအားမရှိပါဘူးဂျာမန်တို့ကတော့အဖွင့်ပွဲမှာ9ဂိုးထိသွင်းထားပြီးအတော်လေးကစားပုံတည်ငြိမ်နေတာပါဂျာမနီတင်းဟာနောက်ဆုံးပွဲအီကွေဒေါနဲ့တွေ့ရမှာမို့ဒီနေ့ပွဲမှာအနိုင်သေးချောင်းရုံးလာအောင်မဲ့ပွဲပါဘော်ဒီဂျေတလုံးတည်ပေးထားပြီးအနိုင်ဆုံးတကူအသာနဲ့တော့နိုင်သွားမယ်လို့မြင်မိပါတယ်ဒီနေ့ပွဲအတွက်ကျွန်တော်ရွေးချယ်မှုကတော့ဂျာမနီပေါ်ရီနဲ့9အောက်ကိုကြိုက်ပါတယ်ဒုတိယပွဲအနေနဲ့နယ်သာလန်နဲ့ဆွီဒင်ဘက်ကိုရွေးချယ်ထားပါတယ်နယ်သာလန်အသင်းကတော့ပထမပွဲမှာဂျပန်ရဲ့နောက်ကျသွင်းမှုတွေကြောင့်တည်တမှတ်သာရရှိခဲ့ပြီးအမှတ်ဆုံးရှုံးထားပါတယ်နီးပြအီရိုနဲ့ကိုမအနေနဲ့လည်းနောက်တစ်ဆင့်တက်ရှင်ရင်တော့ဒီနေ့ပွဲကိုနိုင်ကိုနိုင်မှရမှာပါဒါပေမဲ့တစ်ဖက်ကဆွီဒင်အသင်းကလည်းအဖွင့်ပွဲမှာ9ဂိုးပြတ်ထိသွင်းထားနိုင်ပြီးအနိုင်ရရှိထားတာကြောင့်ကစားသမားတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးကိုရောက်နေတာပါကျွန်တော်ပြောခဲ့သလိုဆွီဒင်ရဲ့ထိပ်တန်းအဆင့်တိုက်စစ်2ဦးကလည်းတော်လေးခြေစွမ်းပြနေပြီးကွင်းလယ်က Brighton လူငယ်ကစားသမားလေးအရာရှိကလည်းအတော်ခြေစွမ်းပြနေတာမို့နယ်သာလန်တို့ကအနိုင်ရဖို့ခက်ခဲအောင်မှာပါကျွန်တော်ကတော့ဒီပွဲမှာလည်းနယ်သာလန်တို့ကိုတည်ရည်သမှတ်လောက်သာအမြင့်ဆုံးရနိုင်မယ်လို့မြင်မိပါတယ်ဒီပွဲမှာတော့9ဘော်နဲ့ဆွီဒင်ဘော်2မျိုးလုံးရွေးထားပါတယ်အဆင်ပြေတော့ရွေးပြီးကစားပါဗျတတိယပွဲကတော့ဂျပန်နဲ့တူနီးရှားပွဲကိုဆက်သွားတာအာရှဆာမူရိုင်းတို့ကပထမပွဲမှာနယ်သာလန်ကိုအားသိမ့်ပွဲကစားပြခဲ့ပြီးတရေတမတ်ခွဲရယူနိုင်ခဲ့ပါတယ်။တူနီးရှားအသင်းတို့ကတော့ပြီးခဲ့တဲ့ပွဲမှာ9ပြည့်ရှုံးခဲ့တာကြောင့်နီးပြကိုထုတ်ပစ်လိုက်ပြီးအသစ်ခန့်ထားပါတယ်။အစားတရအားနည်းနေတဲ့အသင်းမှာဆိုနီးပြပြောင်းလဲနေရလည်းရှိတဲ့ကြောင့်ဒီနေ့ပွဲမှာဆာမူရိုင်းတို့ကိုရှင်မဲကစားနိုင်အောင်လို့မမြင်မိဘူးဗျ။ဘော်ရီဂျေတလုံးတည်မှာကျွန်တော်ကတော့ဂျပန်အသင်းကိုပဲကြိုက်ပါတယ်။ဂျပန်ဘော်ဒီကိုရွေးထားပါတယ်ဗျ။နောက်ဆုံးကတော့အီကွေဒေါနဲ့ဂျူရာဆောင်ပွဲပါအီကွေဒေါအနေနဲ့ပထမပွဲမှာအိုင်ဗရီကိုရှုံးခဲ့ပေမဲ့ကစားပုံအတော်လေးကောင်းပြီးခန်းစီပိုင်းနဲ့တည်ငြိမ်နေသေးပါဂျူရာဆောင်အသင်းကတော့ဒီနှစ်ကမ္ဘာဖလားမှာအိမ်ဖြစ်အသင်းသက်သာပဲဖြစ်ပြီးအီကွေဒေါဘက်ကိုကိုပြန်လဲသွင်းယူနိုင်မှုမမြင်မိပါဘူးဒီပွဲအတွက်ကျွန်တော်ရွေးချယ်မှုကတော့အီကွေဒေါဘော်ဒီနဲ့9အောက်ကိုရွေးထားပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲတွေကိုအချင်းချုပ်ပြန်ပြောရအောင်ပထမပွဲဂျာမနီဘော်ဒီနဲ့9အောက်ဒုတိယပွဲမှာတော့9ဘော်နဲ့ဆွီဒင်ဘော်ဒီတတိယပွဲဂျပန်ဘော်ဒီနဲ့နောက်ဆုံးပွဲအီကွေဒေါဘော်ဒီနဲ့9အောက်တို့ဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့ညီကိုများအလုံးကျေးဇူးများတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်